ကိုဒီနေ့တော့ခင်ဗျားရဲ့တရားလေးပို့ထွက်နေတယ်လို့ပဲ ဟုတ်လားခင်ဘာမှဖြစ်ပါဘူးခင်ကိုတို့ဒီလောက်ဝင်ငွေကောင်းတာပဲဟိုခင်ပါလို့ချင်တယ်ကိုဝယ်ပေးမယ်တို့တော့မလို့ရှိနော်ဒါပေမဲ့ကိုကလုံးမဆင်ပြေရလား ပြပါတယ်ခင်ခင်ကတော့ဘာမှတော့မလို့ရှိဘူးဒါပေမဲ့လေခင်တို့ဒီထိုင်းရောက်ကြတဲ့မှာဒီနေရနေရတယ်ဘယ်နေရာမှမလဲရသေးအဲ့တော့ကိုကလုံးပေးတဲ့ကြိုင်တရက်သွားလိုက်ရအောင် သားလိုက်မယ်ကိုတို့မထွက်ကြ